Zakaliga, Chile Doya Bema, started her up Sipare. Jet, Nathan, Terry Sore, Sejo de Lunga Toyaha, Karema Tiny Jabare, Duruha, Dauda Richane, Alien Sore, a poor Pazo Nego, Sauji Nijaraba, Duroye, a nego, Koemo, Season Nijara Sipare. Dauda Richaha, Taujani, Duzani Alienet, Yaza, Trasali Shibare. Daja. အဲ့ဒီနေ့မှာအိမ်ထဲကိုခိုးဝင်ဖို့အကောင်းဆုံးချိန်ဖြစ်တယ်လို့သူတို့အဖွဲ့ကဆုံးဖြတ်လိုက်တာဖြစ်ပါတယ်ဒီလိုနဲ့စောင့်နေတော့မှပဲရုတ်တရက်မေရီဆိုတဲ့မိန်းကလေးတစ်ယောက်သူတို့စီကိုလာနေပါတယ်မေရီနဲ့နတ်တန်ကတိတ်ချစ်ကြတဲ့ချစ်သူတွေဖြစ်ပါတယ်သူမကသူကားကိုခိုးတုံးတဲ့အတွက်နတ်တန်ကိုဒေါသထွက်ပြီးဆူလိုက်ပါတယ်သူမအလုပ်သွားဖို့နောက်ကျနေပြီလို့ပြောပါတယ်ဒါပေမဲ့နတ်တန်ကသူ့မှာအရေးကြီးကိစ္စရှိတယ်ဆိုပြီးခဏလောက်စောင့်ပေးဖို့ပြောနေပါတယ်ဖိုးဖွားစုံတွေအိမ်ကနေထွက်သွားပြီဆိုတော့သူတို့၃ယောက်လဲအိမ်ထဲကိုခိုးဝင်ဖို့လုံးကြပါတော့တယ်မေရီကဒီเจ้าကိုတီးသွားတဲ့အခါသူမရဲ့အလုပ်ကလည်းအရေးကြီးနေတာကြောင့်စိတ်ဆိုးသွားပါတယ်ဒါပေမဲ့နတန်ကမိနစ်20အတွင်းပြန်လာမယ်လို့အာမခံပြီးမေရီကိုကားထဲကစောင့်နေခိုင်းလိုက်ပါတယ်နတန်ကကားတော့ယူသွားပြီးသူတို့၃ယောက်ဟာအိမ်ထဲကိုခိုးဝင်ဖို့စတင်ပြီးချိကက်လာခဲ့ကြပါတယ်တကားကိုဖွင့်ဖို့အတွက်တယ်ရီကပန်းအိုးအောက်ကတော့ကိုယူလိုက်ပါတယ်အိမ်ထဲဝင်ပြီးတဲ့အခါလေးဝက်ငွေတိုက်ခန်းကဘယ်မှာလဲလို့တယ်ဒီကိုမေးကြပါတယ်ဒါပေမဲ့တယ်ဒီကသူမသိဘူးလို့ပြောလိုက်ပါတယ်ဒါကနတန်နဲ့ဂျက်တို့ကိုအတော်လေးကိုဒေါသထွက်သွားစေတာပေါ့ဗျာဘာလို့လဲဆိုတော့တယ်ဒီကငွေတွေနဲ့ပြည့်နေတဲ့လေးဝက်မြေတိုက်ခန်းရှိတယ်လို့ပြောပြီးသူတို့ကိုဒီအိမ်ထဲကိုခိုးဝင်ဖို့ခေါ်လာတာကြောက်ပါပဲတယ်ဒီဟာဒီသတင်းကိုဘလို့ရခဲ့တာလဲဆိုတော့သူ့ရဲ့အမေကဒီအိမ်မှာတန်ရှင်းလုံသမားအဖြစ်လုံလုံနေတယ်လို့ပဲဖြစ်ပါတယ်ဒါကိုမသိဘူးပြောတော့ဂျက်ကရန်တော်သားထွက်သွားပြီးအိမ်ထဲမှာသူတွေးသမျှပစ္စည်းတွေကိုကောက်ယူပြီးစတင်ဖျက်ဆီးပါတော့တယ်နောက်ဆုံးမှာကေတီလို့အမည်တက်ထားတဲ့အခန်းတစ်ခုကိုရောက်သွားပြီးအဲ့ဒီမှာဗီဒီယိုအိမ်သေးသေးလေးတွေအများကြီးကိုတွေးလိုက်ရပါတယ်ဂျက်ကဒီဗီဒီယိုအိမ်လေးတွေကိုပါဖျက်ဆီးဖို့စတင်ပါတော့တယ်တစ်ချိန်တည်းမှာပဲတယ်ဒီကအိမ်အောက်ထပ်ကိုဆင်းသွားပြီးသူတို့ရှာဖွေနေတဲ့လျှဲဝက်ငွေတိုက်ခန်းကိုတွေ့သွားခဲ့ပါတယ်သူကချက်ချင်းပဲတငယ်ချင်းတွေကိုခေါ်လိုက်ပါတယ်၃ယောက်သားအရန်ကိုစိတ်တွေလှုပ်ရှားနေခဲ့ကြတာပေါ့ဂျက်ကလုံခြုံရေးတော့ကိုဖျက်ဖို့ပစ္စည်းတွေယူလာခဲ့ပါတယ်ဒါပေမဲ့ဒီတော့တွေကနံပါတ်စင်နဲ့ဖွင့်ရတဲ့တော့တွေဖြစ်နေပါတယ်သူတို့ဖောက်လို့လွယ်လင်းတခုမရခဲ့ပါဘူးဒီအချက်ကဂျက်ကိုထပ်ပြီးဒေါသထွက်သွားစေကတယ်ဒီကိုဒီအကြောင်းကြိုပြောမထားတဲ့အတွက်ထပ်မှန်ပြီးဆူလိုက်ပါတယ်သူတို့၃ယောက်ဟာလျှဲဝက်ငွေတိုက်ခန်းကိုဖွင့်ဖို့နီလန်အမျိုးမျိုးနဲ့စမ်းသပ်ကြည့်ကြပါတယ်ဒါပေမဲ့ဘယ်နည်းကမှလုံးဖြစ်ခဲ့ပါဘူးတယ်ဒီကထွက်သွားကြရအောင်လို့ပြောပေမဲ့အခြားနှစ်ယောက်ကပတ်စံမရပဲထွက်မသွားချင်ကြပါဘူးနောက်ဆုံးတော့အင်ရှင်အဖိုးနဲ့အဖွာပြန်လာတဲ့အခါကျမှနံပါတ်စင်ကိုဖွင့်ပြခိုင်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဒီတော့သူတို့ဟာအပေါ်ဓာတ်ကိုတက်သွားပြီးအချိန်ကုန်ဖို့ TV အစီအစဉ်တစ်ခုကိုကြည့်နေခဲ့ကြပါတယ်အပြင်မှာကအရန်ကိုမှောင်လာခဲ့ပါပြီညဘက်ရောက်လာတော့မေရီကအော်ဟစ်ပြီးနတ်တန်ကိုထွက်လာဖို့ပြောနေပါတယ်မေရီရဲ့အော်တန်ကိုကြားတဲ့တယ်ဒီကနတ်တန်စီကကားတော့ကိုတောင်းပြီးမေရီကိုလှုပ်လိုက်ဖို့ပေးလိုက်မယ်ပြီးရင်ပြန်လာခဲ့မယ်လို့ပြောပါတယ်ဒါပေမဲ့နတ်တန်ကညှင်းလိုက်ပြီးမေရီကိုအိမ်ထဲဝင်လာဖို့ပြောပါတယ်မေရီကအထဲကိုမဝင်ခြင်းပေမဲ့နတ်တန်ကအတင်းခေါ်တာကြောင့်ဝင်လာခဲ့လိုက်ပါတယ်မေရီအိမ်ထဲကိုဝင်လာပြီးတာနဲ့နတ်တန်ကသူမကိုနမ်းလိုက်ပါတယ်ဒါကိုမြင်တော့တယ်ရီရဲ့စိတ်ထဲမှာဘိုးသူဘသက်ဖြစ်သွားပါတယ်နောက်ပိုင်းမှာဂျက်ကအဲခန်းထဲမှာမိန်းကလေးတစ်ယောက်ရဲ့ဓာတ်ပုံကိုတွေးလိုက်ပြီးတယ်ရီကိုဒီမိန်းကလေးကဘာတူလဲလို့မေးပါတယ်တယ်ရီကဒီမိန်းကလေးကအိမ်ရှင်အဖိုးဖွားတွေရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့သမီးလေးကေတီဖြစ်တယ်လို့ရှင်းပြလိုက်ပါတယ်မေရီကနတ်တန်ကိုသူမမှာကိုဝင်ရှိနေပြီဆိုတဲ့အကြောင်းပြောပြလိုက်ပါတယ်နတ်တန်ကအစိတ်မပူပါနဲ့ဒီနေ့ပြီးရင်သူတို့တွေချမ်းသာသွားမှာပါလို့မေရီကိုအားပေးလိုက်ပါတယ်ဒီလိုနဲ့ရုတ်တရက်အဖိုးဖွားစုံတွေကအိမ်ပြန်ရောက်လာပါတယ်ဂျက်ကဘော်ဒါတွေကိုရုပ်ဖြတ်ဖို့အတွက်ခေါင်းမှာအိတ်ဆွတ်ဖို့ဝေပေးပေမဲ့အဲ့ဒီအိတ်တွေကသူတို့မျက်နှာတွေကိုလုံခြုံအောင်မဖုံးနိုင်ပါဘူးမေရီကထွက်သွားခြင်းပေမဲ့ဂျက်ကသူမကိုမသွားခိုင်းပဲခေါင်းစွပ်အိတ်ကိုစွတ်ခိုင်းလိုက်ပါတယ်ဖိုးဖွားတွေကအိမ်ထဲဝင်လာတာနဲ့ဘော်ဒါတတိုက်ကသူတို့ကိုဝင်လုံးဖို့ပြေးလာကြပါတယ်
အဲ့ဒီချိန်မှာအဲလင်ရဲ့လက်ကကျမ်းမြေမော်ကဖန်စီစားတွေကိုထိခိုက်မိသွားပြီးဒဏ်ရာအနှဲငယ်ရရှိသွားခဲ့ပါတယ်ဘော်ရာတွေကအဖိုးဖွားစုံတွေကိုအဲကန်းထဲကိုဆွဲခေါ်သွားပြီးလက်ကိုချီနှောင်ထားလိုက်ပါတယ်ရစ်ချက်ကသူ့မိမရဲ့လက်ထံရအတွက်စိတ်ပူနေပေမဲ့သူတို့တွေကအေးဆေးပဲနေခိုင်းပါတယ်ဒါကိုမြင်တဲ့မေရီကအိမ်ထဲမှာဒဏ်ရာပြုစုပေးဖို့ပစ္စည်းတွေကိုရှာပြီးအဲလင်ရဲ့ဒဏ်ရာကိုကုသပေးပါတယ်အဲဒီနောက်မှာတော့သူတို့တွေကအဖိုးဖွားစုံတွေကိုပတ်စံအားလုံးပေးဖို့တောင်းဆိုပါတယ်ရစ်ချက်ကမိဖို့ကြောင်ထဲမှာပတ်စံမှုတစ်ခုဝှက်ထားတယ်လို့ပြောပြီးသူ့ပတ်စံအိတ်ထဲကငွေတွေဂတ်တွေအားလုံးကိုပေးလိုက်ပါတယ်ဒါပေမဲ့သူတို့တွေကအဲ့ဒီငွေလောက်နဲ့မကျင့်တတ်ဖဲလင်းရဲဝငွေတိုက်ခန်းရဲ့နံပါတ်စင်ကိုထုတ်ပြောဖို့တောင်းဆိုခဲ့ကြပါတယ်ဘိုးတော်ကသူမတီးဘူးလို့ဟန်ဆောင်ပြီးညင်လိုက်ပါတယ်ဒါနဲ့အဖိုးကြီးစုံတွေကိုအိမ်အောက်ထပ်ကိုဆွဲခေါ်သွားပြီးငွေတိုက်ခန်းရှေ့မှာထိုင်ခိုင်းလိုက်ပါတယ်မေရီကဒီအခြေအနေကိုကြည့်ပြီးမသက်မသာဖြစ်နေပေမဲ့နတန်ကသူမနဲ့သူတို့ရဲ့မွေးလာတဲ့ကလေးလေးအတွက်ဒီလိုလုပ်နေတာပါလို့ပြောပါတယ်နတန်ကမြေတိုက်ခန်းရဲ့နံပါတ်စင်ကိုထုတ်ပေးဖို့အတင်းကျပ်ပြောနေပေမဲ့ရစ်ချက်ကဘာမှမပြောဘဲနေတာကြောင့်ရိုက်လိုက်ပေမဲ့ဘိုးတော်ကတော့လုံးဝမလုပ်ပါဘူးအဲ့ဒီချိန်မှာပဲအဖွားကြီးအဲလင်ကထိတ်လန့်နေပြီးသူမမှာသတိမတတ်တဲ့ယောဂါကလည်းရှိတာကြောင့်အာယုံတွေကမကြာခဏရှုပ်ထွေးနေတတ်ပါတယ်ဂျက်ကအဖွားကြီးကိုစီကရက်မီနဲ့ထိုးဖို့လုပ်ပေမဲ့တငယ်ချင်းတွေကအော်ဟစ်တာကြောင့်သူရက်လိုက်ပါတယ်ဂျက်ကနတန်ကိုဓာတ်တလက်ပေးပြီးအဖိုးကြီးစုံတွဲကိုဓာတ်နဲ့ချိတ်ချောက်ဖို့ပြောပါတယ်ဒါကိုမြင်တဲ့မေဒီကလုံးဝသီးမခံနိုင်တော့ပဲအပေါ်ဓာတ်ကိုပြစ်တက်သွားပါတယ်မေဒီကအိမ်ထဲမှာဖုံးတစ်လုံးကိုရှာတွေ့ပြီးရေချိုးခန်းထဲဝင်ကရဲကိုဖုံးဆက်ဖို့ကြိုးစားနေတော့မှပဲသူမစကားပြောလို့မပြီးခင်မှာဂျက်ကသူမရဲ့စပင်ကိုဆွဲပြီးမှန်တဲ့ခေါင်းနဲ့မိတ်ဆက်ပေးလိုက်တော့မေရီနာကျင်စွာအော်လိုက်ရပါတယ်အောက်ထပ်မှာရှိနေတဲ့လူတွေကမေရီရဲ့အော်သံကိုကြားလိုက်ကြပေမဲ့နသန်ကသိပ်ပြီးဂယူးမဆိုင်တယ်လို့နေပါတယ်ဒီအချိန်မှာအဖိုးကြီးရစ်ချက်ကတယ်ရီကိုသူ့ရဲ့အမည်အစစ်နဲ့ခေါ်ပြီးမေ့မေသာဒီเจ้าကိုသိရင်ရန်ကိုစိတ်ပြတ်မှာပဲလို့ပြောပါတယ်ပြီးတော့နသန်ကိုလည်းသူ့နာမည်နဲ့ခေါ်ပြီးဂျက်လိုစိတ်မနှက်တဲ့လူတစ်ယောက်ရဲ့လှည့်စားတာကိုမခံဖို့သတိပေးပါတယ်အဖိုးကြီးကဂျက်ဟာသူတို့မျိုးကန်လူမဟုတ်ဘူးလို့လည်းပြောပါတယ်ငယ်စဉ်တောင်ကြီးကလေးဘဝကလေးကမြင်တွေ့ဘူးကြသူတွေဖြစ်လို့သူတို့ဘဝတွေကိုဒီလိုမဖြတ်စည်းဖို့တောင်းပန်ပါတယ်နောက်ပိုင်းမှာဂျက်ကချီနှောင်ထားတဲ့မေဒီကိုအောက်ထပ်ကိုဆွဲခေါ်လာပြီးရဲကိုဖုံးဆက်ဖို့ကြိုးစားနေတာကိုပြောပြလိုက်ပါတယ်နတန်ကအဖွားကြီးအဲလင်ရဲ့လေဘင်းကိုဓာတ်နဲ့ထောက်ပြီးရစ်ချက်ကိုလေးဝက်နံပါတ်တွေထုတ်ပေးဖို့ထပ်ပြီးတောင်းဆိုခဲ့ပါတယ်ဒီအချိန်မှာဂျက်ကနတန်ရဲ့နားကိုကပ်ပြီးတခုခုလှမ်းပြောလိုက်တော့နတန်အတော်ကိုစိတ်လှုပ်ရှားသွားပါတယ်သူကရစ်ချက်ကိုနံပါတ်စင်ထုတ်မပေးရင်အဖွားကြီးရဲ့လက်ချောင်းကိုဖျက်ပစ်မယ်လို့ချင်းချောက်ခဲ့ပါတယ်ရစ်ချက်ကသူ့ကိုမလုပ်ဖို့တောင်းပန်ပြီးမေရီနဲ့သူတို့အကလေးအနာဂတ်ကိုစဉ်းစားဖို့ပြောပါတယ်ဒါပေမဲ့ချက်ကရုတ်တရက်တနက်ကိုလက်တန်းစီထောက်လိုက်ပြီးသူပြောတာကိုမလုပ်ရင်တနက်နဲ့ပြစ်မယ်လို့ထပ်မံချင်းချောက်ပါတယ်ဘလို့မှမတက်တာတော့တဲ့နတန်ကအဖွားကြီးရဲ့လက်ချောင်းကိုဖျက်လိုက်ပါတယ်အဲ့ဒီချိန်မှာအဖိုးကစိတ်ထိခိုက်သွားပေမဲ့လေးဝက်နံပါတ်ကိုမထုတ်ပေးသေးပါဘူးအဲ့ဒီချိန်မှာပဲနတန်ကဂျက်ကိုရုတ်တရက်တိုက်ခိုက်လိုက်တာတနက်လွတ်ကျသွားပါတယ်နေရောက်သားဓာတိုင်းနဲ့စော်ကြရင်ဂျက်ကနတန်ဝမ်းဖိုက်ကိုဓာနဲ့ထိုးလိုက်ပါတယ်ဒီဖြစ်ပျက်ကိုမြင်တဲ့အဖိုးကြီးကသူ့ကိုလှုပ်ပေးပြီးနတန်ရဲ့အသက်ကိုကယ်ကြရအောင်လို့ပြောပါတယ်ဂျက်ကရစ်ချက်ပြောတာကိုလုံးဝဂယူးမဆိုင်ဖဲလေးဝက်နံပါတ်ကိုမထုတ်ပေးသေး၍ဘာမှမလုပ်ပေးဘူးလို့ပြောလိုက်ပါတယ်ဒီအချက်ကအဖိုးကိုအခက်တွေ့သွားစေပြီးနောက်ဆုံးမှာလေးဝက်နံပါတ်ကိုထုတ်ပေးလိုက်ရပါတယ်ဂျက်ကစိတ်လှုပ်ရှားပြီးငွေတိုင်းခန်းစီကိုသွားပါတယ်ရစ်ချက်ကတယ်ရီကိုသူ့ကိုအဲ့လိုမလုပ်ဖို့လွတ်ပေးဖို့တောင်းပန်နေပေမဲ့တယ်ရီကငိုနေပြီးဘာမှမလုပ်နိုင်တဲ့အခြေအနေတွေရှိနေပါတယ်သူဟာဖြစ်ပျက်ခဲ့တဲ့အရာတွေကိုရန်ကိုကြောက်လန့်နေခဲ့တာပေါ့နောက်ပိုင်းမှာနံပါတ်စင်ကမှားနေလို့အဖိုးကြီးကဂျက်ကိုနောက်ထပ်နံပါတ်တစ်ခုထပ်ပေးပါတယ်ဒီအချိန်မှာမေဒီကသူ့ကိုယ်သူလွတ်အောင်လုပ်ပြီးချီနှောင်ထားတာတွေကိုဖြေလိုက်ပါတယ်ဒုတိယနံပါတ်စင်ကလည်းအလုပ်မဖြစ်တာကိုသိရတဲ့ဂျက်ကစိတ်ထဲမှာတော်လေးကိုဒေါသထွက်လာပါတယ်သူကချိန်စောကိုကောက်ယူပြီးအဖွားကြီးစီကိုဥတီလာပါတယ်အဖိုးကြီးကသူ့ကိုမလုပ်ဖို့တောင်းပန်ပေမဲ့ဂျက်ကဘာမှနားမထောင်ခဲ့ပါဘူးဂျက်ကအဖွားကြီးကိုတိုက်ခိုက်ဖို့လုပ်နေတဲ့အချိန်မှာပဲမေရီကသူ့နောက်ကပေါ်လာပြီး
တူနဲ့ဂျက်ရဲ့ခေါင်းကိုရိုက်ချလိုက်ပါတယ်ဂျက်ကချက်ချင်းပဲတေဆုံးသွားတာပေါ့ဒီနောက်မှာပဲမေရီကအဖိုးကြီးစုံတွေကိုချီနှောင်ထားတာတွေကိုဖြေပေးလိုက်ပါတယ်မေရီကအိမ်ရောက်ထက်ကဂိုဒေါင်ထဲမှာကားတစ်စီးရှိတာကိုသိတာကြောင့်သူမကဒီကားနဲ့ဆေးရုံကိုမောင်းသွားဖို့စဉ်းစားပါတယ်ဒါပေမဲ့အဖိုးကြီးကတနက်ကိုကောက်ယူပြီးဘယ်သူမှထွက်သွားခွင့်မရှိဘူးလို့ပြောလိုက်ပါတယ်သူကဆေးရုံကမိုင်30ဝေးပြီးနတ်တန်ကအဲ့ဒီထိအသက်ရှင်မသွားနိုင်ဘူးလို့ပြောပါတယ်ဒါကြောင့်သူကနတ်တန်ကိုအိမ်မှာပဲကုသပေးပြီးလူနာတင်ကားရောက်တဲ့အထိစောင့်မယ်လို့ဆိုပါတယ်ဒီအကြံကိုသဘောတူလိုက်ပြီးမေရီနဲ့တယ်ရီတို့ကနတ်တန်ကိုအပေါ်ဓာတ်ကိုဆွဲတင်လိုက်ကြပါတယ်အဖိုးကြီးကသူဇနီးကိုနှစ်သိမ့်ပေးပြီးအပေါ်ဓာတ်ကိုခေါ်သွားပါတယ်နောက်ပိုင်းမှာနတ်တန်ကိုအခန်းတစ်ခုထဲထားလိုက်ပြီးသူကလည်းသေလူနီးပါးဖြစ်နေပါပြီဒါပေမဲ့အဖိုးကြီးကတိတ်ပြီးဂယူးမဆိုင်သလိုသူဇနီးရဲ့ဒဏ်ရာသေးသေးလေးကိုပဲကုသဖို့စတင်ပါတယ်မေရီကနတ်တန်ကိုကုသပေးဖို့အကြိမ်ကြိမ်တောင်းပန်နေတာကြောင့်အဖိုးကြီးကနတ်တန်ကိုစစ်ဆေးပြီးဓားကိုဝမ်းပိုက်ထဲကထုတ်လိုက်ပါတယ်ဒါပေမဲ့အဖိုးကြီးကနတ်တန်ကိုတမင်တက်မနာနာအောင်လုပ်ပြီးတေဆုံးသွားအောင်လုပ်နေတယ်လို့ထင်ရပါတယ်အဖိုးကြီးကနတ်တန်ရဲ့အရေးကြီးတဲ့အင်္ဂါတွေကိုဓားကမထိခိုက်ဘူးလို့ပြောပြီးလူတွေကိုအပြင်ကိုထွက်သွားခိုင်းလိုက်ပါတယ်သူကအနာကိုပြန်စီးဖို့နဲ့လူနာတင်ကားကိုခေါ်ဖို့ခရီးပေးပါတယ်အဲဒီနောက်မှာတယ်ရီကစိတ်ထိခိုက်နေတဲ့မေရီကိုနှစ်သိမ့်ပေးချင်တာနဲ့အားလုံးဆင်ပြေသွားမယ်လို့ပြောပေမဲ့မေရီကငိုနေပါတယ်ရုတ်တရက်ဆိုသလိုပဲတယ်ရီကမေရီကိုလှတယ်လို့ပြောပြီးနမ်းဖို့ကြိုးစားပါတယ်ဒါပေမဲ့မေရီကဒီလိုအခြေအနေမျိုးမှာသူ့ကိုအခွင့်ကောင်းယူတယ်ဆိုပြီးဒေါသထွက်ထွက်နဲ့ပြန်ပြောလိုက်ပါတယ်မေရီကတယ်ရီကိုဒီကိစ္စတွေအားလုံးစီစဉ်ခဲ့သူလို့ဆွဆွဲပါတယ်တယ်ရီကဒါကနတ်တန်ရဲ့အကြံလို့ပြောပေမဲ့မေရီကမယုံခဲ့ပါဘူးဘာလို့လဲဆိုတော့တယ်ရီရဲ့အမေကဒီအိမ်မှာအလုပ်လုပ်နေတာကိုသူသိလို့ပဲဖြစ်ပါတယ်မေရီကသူမရဲ့ဒေါ်လေးဂျိန်းအကြောင်းကိုလည်းပြောပြပါတယ်ဂျိန်းနဲ့တယ်ရီကချစ်ကြိုက်ဖူးခဲ့ပေမဲ့ဂျိန်းကတယ်ရီကိုတနာလို့သာချစ်ကြိုက်ခဲ့တာပါဒါပေမဲ့တယ်ရီကြောင့်သူ့အတော်ဂျိန်းကဒီမျိုးကနေထွက်ပြေးသွားရတယ်လို့ဆွဆွဲပြောဆိုပါတယ်ဒီစကားတွေကိုကြားရတဲ့တယ်ရီကစိတ်ထိခိုက်သွားပြီးကလေးတယောက်လိုငိုလိုက်ပါတော့တယ်အချိန်ဖြုံးမနေတော့ပဲမေရီကနတ်တန်အခြေအနေကိုတွားကြည့်ပါတယ်အခန်းထဲမှာနတ်တန်ကဖြူဘက်ဖြူရော်နဲ့အိတ်ဆက်နေတာကိုတွေ့ရပါတယ်အဖိုးကြီးကနတ်တန်နှစ်ချက်ချက်အိပ်ပျော်နေတယ်လို့ပြောပေမဲ့မေရီကနတ်တန်ရဲ့နှလုံးခုန်တန်ကိုရှာမတွေ့တာကြောင့်ဒါမူမှန်မှုဆိုတာကိုသိလိုက်ရပါတယ်မေရီရဲ့စိတ်ပူပန်မှုကိုသိလိုက်ရတဲ့အဖိုးကြီးကလူနာတင်ကားကိုခေါ်မယ်လို့ပြောပြီးဖုံးဆက်ပါတယ်ဒါပေမဲ့မေရီကဖုံးကြိုးပြတ်နေတာကိုသတိထားမိသွားပြီးဖုံးဆက်ဟန်ဆောင်နေတာကိုလည်းသိလိုက်ရပါတယ်ဒီအချက်ကမေရီကိုထိတ်လန့်သွားစေပြီးထွက်ပြေးဖို့ကြိုးစားပါတော့တယ်ဒါပေမဲ့သူမကရုတ်တရက်မိမသားဖြစ်လာပြီးအန်လိုက်ပါတယ်အဖိုးကြီးကသူမကိုစိတ်ငြိမ်စေထိုးပေးမယ်ပြောပေမဲ့မေရီကညှင်းဆန်လိုက်ပါတယ်မေရီကအခန်းထဲကထွက်လာတဲ့အဖွားကြီးအယ်လင်ကတယ်ရီရဲ့တင်မစုံကိုဆေးထိုးပေးနေတာတွေ့လိုက်ရပါတယ်အဖွားကြီးကတယ်ရီကိုကလေးတယောက်လိုဆက်ဆံနေပါတယ်ဒါတွေကိုမြင်တွေ့ပြီးမေရီကအရန်ကိုထိတ်လန့်သွားတာပေါ့ထွက်ပြေးဖို့ကြိုးစားပေမဲ့အိမ်တကားတွေအားလုံးပိတ်ထားတာကိုသိလိုက်ရပါတယ်အချိုတက်ပြီးတော့မေရီကအဖိုးကိုမေးခွန်းနဲ့မေးပါတယ်မေရီကတယ်ရီကိုဘာဆေးတွေထိုးပေးတာလဲလို့မေးပါတယ်စိတ်ငြိမ်စေပဲထိုးပေးတာပါလို့အဖိုးကြီးကဖြေပါတယ်စိတ်ပူနေတဲ့မေရီကတယ်ရီစီသွားပြီးသူ့ဖုန်းကိုတောင်းပါတယ်ဒါပေမဲ့တယ်ရီကဖုန်းကိုအဖွားကြီးစီပေးလိုက်တယ်လို့ဝန်ခံလိုက်ပါတယ်ဒီအချက်ကမေရီကိုစိတ်တူစေပြီးနတ်တန်တည်သွားပြီလို့တယ်ရီကိုပြောပြလိုက်ပါတယ်ဒီအချိန်မှာအဖိုးကြီးစုံတွေကသူတို့ကိုလက်ဖက်ရည်တောက်ဖို့ဖိတ်ခေါ်ပါတယ်အားလုံးထမင်းစပွဲမှာထိုင်လိုက်ပြီးတဲ့နောက်အဖိုးကြီးကသူတို့ရဲ့သမီးကေတီရဲ့ဓာတ်ပုံကိုပြပြီးသူသမီးဘလောက်ကိုချစ်စရာကောင်းလဲဆိုတာကိုပြောပြနေပါတယ်စကားပြောရင်အဖွားကြီးကလက်ဖက်ရည်ခွက်ကောက်ကင်နေတော့အဖိုးကြီးကဒါမေရီအတွက်လို့ပြောပြီးထားလိုက်ပါတယ်ဖွားကြီးကလက်ဖက်ရည်ကိုမေရီစီလှမ်းပေးလိုက်ပါတယ်အဲဒီနောက်မှာအဖိုးကြီးကသူဇနီးဖန်တီးထားတဲ့စာအုပ်တုပ်ကိုပြသလိုက်ပါတယ်စာအုပ်ထဲမှာမကြသေးခင်ကပျောက်ဆုံးသွားတဲ့မိန်းကလေးတွေရဲ့ဓာတ်ပုံတွေပါဝင်နေပါတယ်မေရီကသူ့တော်ဂျိန်းရဲ့ဓာတ်ပုံကိုတွေးလိုက်ရတဲ့အခါအံ့အားသင့်သွားပြီးကြောက်လန့်မှုတွေပုံမတိုးလာခဲ့ပါတယ်မေရီကသူ့ဖုန်းကိုပြန်တောင်းပြီးနတ်သက်ရဲ့အမေကိုဖုံးဆက်ပေးဖို့ပြောတာကိုအဖိုးကြီးစုံတွေကညှင်းဆန်လိုက်ပြီးလက်ဖက်ရည်ကိုပဲအေးဆေးဆေးတောက်ဖို့ပြောလိုက်ပါတယ်အဲ့ဒီခါမှာ
မေဒီကဆက်တီးမခံနိုင်တော့ပဲထွက်ပြေးဖို့ကြိုးစားပါတယ်ဒါပေမဲ့အဖိုးကြီးကမေဒီကိုအလွယ်တကူဖမ်းချုပ်ပြီးလှေကားအောက်ကဗီဒီယိုထဲမှာပိတ်ထားလိုက်ပါတယ်အဖိုးကြီးကမေဒီကိုစောင့်ကြည့်ဖို့ပြောတာကိုတယ်ရီကထူးဆန်းစွာပဲသဘောတူလိုက်ပါတယ်အဲဒီနောက်ပိုင်းမှာအဖိုးကြီးကသူ့အိမ်မကိုအပေါ်တက်ကိုခေါ်သွားပြီးအိယာဝင်ခန်းလိုက်ပါတယ်အခန်းတစ်ခန်းထဲမှာမေရီကတယ်ရီကိုသူမလွတ်ပေးဖို့တောင်းပန်ပေမဲ့တယ်ရီကညှင်းဆန်လိုက်ပါတယ်တယ်ရီကမေရီကိုသူ့ကိုအမြဲတမ်းအမိုက်လိုဆက်ဆံပြီးနတန့်ကိုပဲဂယူးဆိုင်တာကိုဒေါသထွက်နေပါတယ်နတန့်ကမင်းကိုတကယ်မချစ်ဘူးလို့လဲတုံမီရှုံမီတွေလုပ်နေပါတယ်စကားတွေပြောနေရင်တယ်ရီကသူ့ခြေထောက်တွေထုံနေတာကိုသတိထားမိလာပြီးဖွားကြီးကစေတမျိုးမှားထိုးမိတာလို့ထင်နေပါတယ်မေရီကဒါတမင်လောက်တာလို့ပြောပေမဲ့တယ်ရီကအဖိုးကြီးစုံတဲ့ကိုမျက်စိမိတ်ပြီးယုံကြည်နေပါတယ်ဆေးချိန်ကြောင့်တယ်ရီအိတ်ငိုက်လာပါတယ်ဆေးဆွမ်းကတယ်ရီကိုစတင်တက်ရောက်လာပါပြီသူကမေရီကိုသူ့ကြီးစားဟောင်းဂျိန်းလို့မြင်အောင်လာပါတယ်တယ်ရီကသူတို့အတူခုံဆုံးခဲ့တဲ့အချိန်တွေနဲ့ချစ်ခဲ့တဲ့အကြောင်းတွေကိုပြန်သတိရနေပါတယ်မေရီကအစာရင်းမှာစိတ်ရှုပ်နေပေမဲ့နောက်ပိုင်းမှာတယ်ရီရဲ့အတွေးဇလန်းတွေအတိုင်းလိုက်ပါဟန်ဆောင်လိုက်ပါတယ်ဒီချက်ကပဲတယ်ရီကိုဗီဒီယိုတကားဖွင့်ပေးဖို့ဆုံးဖြတ်စေခဲ့တာပေါ့ဒါပေမဲ့မေရီကလွတ်လာတာနဲ့ချက်ချင်းပဲအပေါ်တက်ကိုတက်သွားပါတယ်တယ်ရီရဲ့ခြေထောက်တွေနာလာတာနဲ့လေကရက်ကိုအကူကြီးနဲ့တက်ပြီးမေရီနောက်ကိုလိုက်လာပါတယ်တယ်ရီကကေတီရဲ့အခန်းပရိပေါက်ကနေထွက်ပြေးဖို့ကြိုးစားနေတဲ့မေရီကိုတွေးလိုက်ရပါတယ်ဒါပေမဲ့တယ်ရီကမေရီကိုသူ့ကြီးစားဂျိန်းလိုပဲမြင်အောင်ပြီးသူ့ကိုစွန့်ခွာသွားတော့မှလားလို့ကြည်ကွဲပြနေခဲ့ပါတယ်စိတ်ညစ်အောင်နေဖို့ပြောနေတဲ့မေရီကိုတယ်ရီကရုတ်တရက်နမ်းဖို့ကြိုးစားလာပါတယ်မေရီကတယ်ရီကိုတွန်းထုံးလိုက်တဲ့အချိန်မှာပဲအခန်းထဲကိုမီးခိုးပုံးတစ်လုံးဝင်လာပြီးဗရင်းပေါက်တွေကိုတံပြားတွေနဲ့ပိတ်လိုက်ပါတယ်မီးခိုးတွေကအိမ်ထဲမှာပြည့်လာပြီးသူတို့နှစ်ယောက်စလုံးအသက်ရှူကျက်လာခဲ့ပါတယ်သူတို့နှစ်ယောက်စလုံးဟာမီးခိုးတွေကနေအောက်ထပ်ကိုခဲရခက်စစ်ဆင်းလာခဲ့ရကြပါတယ်ဒါပေမဲ့တယ်ရီကအပေါ်ထပ်မှာကြံနေခဲ့တဲ့အဖိုးကြီးစုံတဲ့အတွက်စိတ်ပူနေခဲ့ပါတယ်မေရီကထွက်ပေါက်ရှာဖို့ကြိုးစားနေတော့အဖိုးကြီးစုံတွေကမီးခိုးတွေကနေဓာတ်ငွေ့ကားတွေဝစ်ပြီးပေါ်လာခဲ့ပါတယ်သူတို့ကမေရီကိုတိုက်ခိုက်လိုက်ပါတယ်မေရီကဓာတ်နဲ့ခုခံပေမဲ့ထိရောက်မှုမရှိခဲ့ပါဘူးနောက်ဆုံးမှာမေရီကပန်းအိုးတစ်လုံးနဲ့ပြစ်လိုက်တဲ့ခါမှာတော့အဖွားကြီးကိုထိမှန်သွားပါတယ်မေရီကအဖွားကြီးရဲ့မျက်နှာဖုံးကိုချွတ်ယူပြီးသူမကိုမှဝတ်လိုက်ပါတယ်လုံထွေးနေတော့မှပဲအဖွားကြီးကမေရီကိုဆေးတစ်မျိုးနဲ့ထိုးသွင်းလိုက်ပါတယ်အဖွားကြီးကိုချုံမိသွားတာကြောင့်မေရီကမိဖို့ကြောင်ထဲကိုခေါ်သွားပြီးလက်ကိုမိဖို့တကားနဲ့ချီနှောင်ထားလိုက်ခဲ့ပါတယ်အဲ့ဒီချိန်မှာအဖိုးကြီးကမေရီနောက်ကနေဝင်လာပြီးဆော်ပါတော့တယ်မေရီကအဖိုးကြီးကိုပြန်ဖိုင်ရင်မိဖို့ကြောင်ကနေတွန်းထုတ်လိုက်ပါတယ်အဖိုးကြီးကပြန်ဝင်ဖို့ကြိုးစားတော့မေရီကတကားနဲ့သူ့လက်ပေါ်ကိုထက်ခါပိတ်ချလိုက်တာကြောင့်အဖိုးကြီးရဲ့လက်ချောင်းတစ်ချောင်းကျိုးသွားပါတယ်မေရီကအဖွားကြီးကိုဓာတ်ထောက်ပြီးသူကားတော့နဲ့တယ်ရီကိုလွှဲပေးဖို့တောင်းဆိုပါတယ်ဒါပေမဲ့အဖွားကြီးထိုးသွင်းထားလိုက်တဲ့ဆေးကြောင့်မေရီစိတ်တွေဟာရှုပ်ထွေးလာပါတယ်ပြင်ဘက်မှာအဖိုးကြီးကတယ်ရီနဲ့တခုခုတိုင်ပင်နေတာကိုကြားလိုက်ရပေမဲ့ဘာတွေလဲဆိုတာသူမနားမလည်နိုင်ခဲ့ပါဘူးအဖိုးကြီးကမေရီတောင်းဆိုချက်ကိုလက်ခံလိုက်ပြီးမိဖို့ကြောင်ကနေထွက်ခွင့်ပေးလိုက်ပါတယ်မေရီကမိဖို့ကြောင်ထဲကနေထွက်လာတဲ့အခါကျမ်းမြေပေါ်မှာလဲကျနေတဲ့တယ်ရီကိုတွေးလိုက်ရပါတယ်တယ်ရီရဲ့အိတ်ထဲကတော့တွေရှိနေတာကိုသိတာကြောင့်မေရီကတယ်ရီကိုဆွဲခေါ်သွားပြီးကားကိုတောင်ထဲကိုသွားပါတယ်ပြီးတော့သူတို့တစ်ယောက်သားကားပေါ်ကိုတက်လိုက်ကြပါတယ်မေရီကဂိုဒေါင်တကားကိုဖွင့်ပြီးကားမောင်းထွက်ဖို့လုပ်နေတော့ကံမကောင်းစွာနဲ့ပဲသူမဝမ်းပိုက်ကိုတနက်ကြည်စံကလာမှန်ပါတယ်ပြစ်လိုက်တဲ့သူကတော့တယ်ရီဖြစ်ပါတယ်တယ်ရီကကားရဲ့နောက်ခန်းကနေပြစ်လိုက်တာပါခဏနေတော့အဖိုးကြီးစုံတွေရောက်လာပြီးအစာပိုင်းဂျက်သက်ခံရပြီးမေရီကိုနေခွင့်ပေးဖို့စဉ်းစားခဲ့ပေမဲ့သူမရဲ့ပုံကန်တက်တဲ့သဘောတဘာဝကြောင့်စိတ်ပြောင်းသွားတယ်လို့ပြောပါတယ်ဘိုးကြီးစုံတွေကတယ်ရီကိုချီကျူးစကားဆိုရင်စုချမယ်ပြောကတဲတစည်းပေါ်တင်ပြီးငွေတိုက်ခန်းရှိတဲ့စီခေါ်သွားပါတယ်ငွေတိုက်ခန်းတကားကိုဖွင့်လိုက်တဲ့အခါအတွင်းမှာလေးဝက်ထည့်ထားတဲ့ထောင်တစ်ခုကိုတွေ့ရပါတယ်အဲဒီထောင်ထဲမှာသူကြီးစားချင်းကတန်ချေချင်းခတ်ထားခံရပြီးကေတိလိုပုံစံတူဝတ်စားဆင်ထားတာကိုတွေ့ရပါတယ်ဖိုးကြီးကသူတို့ရဲ့သမီး
ကေတီတေဆုံးသွားတဲ့အတွက်သူဇနီးစိတ်ထိခိုက်သွားတာကြောင့်သူတို့ကမိန်းကလေးတွေကိုဖမ်းဆီးပြီးသူတို့ရဲ့အနားမှာထားခဲ့တယ်လို့ရှင်းပြပါတယ်ဒါပေမဲ့ဘယ်သူမှသူတို့ရဲ့သမီးကေတီနေရာကိုအစားထိုးနိုင်ခြင်းမရှိဘဲဂျိန်းကိုဖမ်းမိပြီးတဲ့နောက်မှာတော့သူတို့ရဲ့အနားမှာထားဖို့တင့်တော်တယ်လို့ယူဆခဲ့ကြပါတယ်မေဒီကကားရဲ့နောက်မှန်ကနေသူ့ရဲ့ဒေါ်လေးဂျိန်းကိုမြင်လိုက်ရပါတယ်နောက်ဆုံးမှာတနတ်ဒဏ်ရာတွေကြောင့်သူမှလည်းတည်သွားခဲ့ပါတယ်တစ်ဖက်မှာလည်းတယ်ရီကိုဂျိန်းနဲ့အတူအခန်းထဲမှာပိတ်ထားလိုက်ပါတယ်ဇလန်ကတပတ်အကြာကိုပြောင်းသွားခဲ့ပါတယ်တယ်ရီရဲ့အမေကအဖိုးကြီးစုံတွဲရဲ့အိမ်မှာသူမရဲ့တာဝန်တွေပြီးဆုံးသွားလို့အိမ်ပြန်ဖို့လုပ်နေခဲ့ပါတယ်အဖိုးကြီးစုံတွဲကနောက်ဖေးခြံထဲမှာအလုပ်လုပ်နေကြပါတယ်အဲ့ဒီခြံထဲမှာပဲတယ်ရီတို့ဘော်ရာတတိုက်ကိုပြုတ်နှံထားပါတယ်တယ်ရီရဲ့အမေကသူမရဲ့အလုပ်တွေပြီးသွားပြီဆိုတဲ့အကြောင်းပြောပြီးအိမ်ပြန်ဖို့အဖိုးကြီးစုံတွဲစီကိုလာပါတယ်သူမသူ့ရဲ့သားလေးအိမ်ကိုပြန်မလာတာတပတ်လောက်ရှိပြီလို့အဖိုးကြီးစုံတွဲကိုပြောပြပါတယ်အဖိုးကြီးကလည်းစိတ်မပူပါနဲ့လူငယ်တွေကဒီလိုပါပဲနောက်တော့လဲပြန်လာမှာပါလို့ချွေးသိပ်ပေးလိုက်ပါတယ်တယ်ရီရဲ့အမေကလည်းခေါင်းလေးတညိမ့်နဲ့အိမ်ပြန်သွားခဲ့ပါတယ်တယ်ရီအမေထွက်သွားပြီးတဲ့နောက်အဖိုးကြီးစုံတွဲကတယောက်ကိုတယောက်ပြုံးပြပြီးပျော်နေခဲ့ကြတာပေါ့ဒီလိုနဲ့ပဲဇလန်းလေးကပြီးဆုံးသွားခဲ့ပါပြီလူငယ်တွေကိုမဟုတ်မဟန်နီးနဲ့ပတ်စံလွယ်လွယ်မရှာမိကြဖို့ဒီဇလန်းလေးကသင်ခန်းစာတွေပေးလိုက်ကြပါတယ်ကျွန်တော်တင်ဆက်ပေးတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့နှစ်သက်သဘောကျတယ်ဆိုရင် like and subscribe လေးနဲ့ချီးမြှင့်ပေးဖို့အတွက်တောင်းဆိုလိုက်ပါရစေမင်္ဂလာရှိသောနေ့ကလေးဖြစ်ပါစေ